ဒီမေတ္တာပို့တဲ့ပုဂ္ဂိုလ်ဟာတစ်ခုခုပေါ်မှာမေတ္တာပို့တော်မယ်ဆိုစိတ်ကိုအကုန်လွှတ်ချထားရမယ်ကိုယ်နဲ့တဲ့မငဲ့ကွက်ပဲတုံလို့ချောက်ချခြင်းမရှိရဘူးစိတ်ကညီအေးသောအာယုံကလေးဖြင့်စိုက်ပြီးကြည်နေရတယ်စူးစိုက်ပြီးအဲ့ဒီမေတ္တာပုခဩတိတ္တဆိုတဲ့ဒုတိယပေါ်မှာမေတ္တာပို့တော်မယ်သူ့ပေါ်မှာမတုံမလို့ဘယ်အာယုံမှမပြန့်နိုင်ပဲနဲ့တည်ငြိမ်အေးချမ်းသောအာယုံဖြင့်တူတင်ပြီးတော့ကိုယ်ကလည်းခန္ဓာကိုယ်ကြီးကိုဝိပဿနာဉာဏ်နဲ့ထုံဝန်းထားရမှာပေါ့နော်ဝိပဿနာဉာဏ်တို့ပြီးထုံဝန်းထားပြီးအဲ့ဒီစူးစိုက်ပြီးမေတ္တာလေးပို့တဲ့အခါအဲ့ဒီမေတ္တာတည်းထိရောက်တယ်ဗျာတော်ထိရောက်တယ်နော်ထိရောက်တော့အဲ့ဒီဆွမ်းအားဟာမိမိကိုယ်ကိုရန်သူမရှိဘူးပေါ့ဗျာပြောရင်တော့အလုံးမိတ်ဆွေတွေကြီးပဲဟုတ်လားအလုံးမိတ်ဆွေတွေကြီးပဲကိုပေါ်မှာရန်သူဆိုတာဒုက္ခပေးမဲ့ရန်သူမရှိဘူး